ကဲဘရောတော့ဝင်မင်္ဂလာပါ ideo game ကနေကြိုဆိုလိုက်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ channel အသစ်လေးပါကျွန်တော်ဒီ channel လေးကို subscribe လုပ်ရသေးဘူးဆိုလို့ရှင်တော့ brother အနေနဲ့ subscribe လုပ်ခဲ့ပေးလို့ရပါတယ်အရင် channel ဟောင်းရသူတွေလည်းကျွန်တော်ရဲ့ဒီ channel လေးကို subscribe လုပ်ခဲ့ပေးကြပါအောင်เนาะကျွန်တော်ဒီ channel လေးမှာလည်း hero guide လေးတွေလုပ်ပေးတော့အောင်ပါအရင်ဦးဆုံး hero guide လေးတွေကို brother တို့ပို့ပြီးတော့နားလည်ဖို့အတွက်ဆိုလို့ရှင်တော့ item နဲ့ emblem တွေအကြောင်းအရင်တည်တင်တယ်ထင်လို့ကျွန်တော် item နဲ့ emblem တွေအကြောင်းအရင် video လေးတွေလုပ်ပေးတော့အောင်ပါဒီနေ့တော့ကျွန်တော်တန်တာဘက်အကြောင်းကိုရှင်းပြပေးတော့မှာပါအခုလက်ရှိ meta မှာတန်တာဘက်ကတော်တော်လေးကျန်းတဲ့ item တွေမှာပါတယ်သူနဲ့လိုက်တဲ့တန် hero တွေ fighter hero တွေကလည်းတော်တော်ကျန်းတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့တော့တန်တာဘက်အကြောင်းကိုရှင်းပြပေးတော့မှာပါပြီးသွားလို့ရှိရင်ဒီတန်တာဘက်နဲ့ထဲဆော့လို့လိုက်မဲ့ hero တွေကိုလည်းကျွန်တော်ရွေးထုတ်ပေးတော့မှာပါကဲဒါဆိုလို့ရှိရင်တော့စလိုက်ကြရအောင်တန်တာဘက်ကနေပြီးတော့ HP 600 Physical Defense 15 Magic Defense 15နဲ့ Movement Speed 20ကိုရမှာပါတန်တာဘက် Passive ကကြတော့သူက4စက္ကန့်တိုင်းမှာနောက်လာမဲ့ basic attack က enemy ကိုထူထပ်မိရပါတယ်နောက်ပြီး enemy ကို99% slow effect လည်းပေးပါတယ်ဒီနေရာမှာ basic attack တိုင်းကထူထပ်မိရတယ်ဆိုပေမဲ့ basic attack ဆန်တဲ့ skill တွေကလည်းထူထပ်မိရပါတယ်ဥပမာ Badass skill 1ဆိုလို့ရှိရင်လည်းထူထပ်မိရပါတယ်Badass skill 1ကထိုးတာဖြစ်တဲ့အတွက်ကြောင့်သူရဲ့ basic attack ကလည်းထိုးတာဆိုတော့သဘောတရားချင်းနည်းနည်းဆင်တယ်ဒါကြောင့်မလို့ထူထပ်မိရပါတယ်နောက်ပြီးလို့ရှိရင် Science skill 2 Science skill 2ကရိုက်တာသူရဲ့ basic attack မှာလည်းရိုက်တာဆိုတော့သဘောတရားချင်းနည်းနည်းဆင်တယ်ဒါကြောင့်မလို့ Science K2 ကလည်းထူးထပ်မိရပါတယ် Hero တိုင်းကတော့ဒီတန်တာဘက်ဆက်ထားမယ်ဆိုလို့ရှိရင်တော့ basic attack ချမယ် enemy ကို basic attack ချမယ်ဆိုလို့ရှိရင်တော့ထူးထပ်မိရတယ်ဒီတန်တာဘက်ဆက်ထားတဲ့ Hero တိုင်းကရတယ်ဒါပေမဲ့ skill 3တိုင်းတော့မရဘူးဒီထဲမှာမှ Hero တွေထဲမှာမှ Hero တိုင်းတော့မှမရဘူး basic attack နဲ့သဘောတရားချင်းဆင်တဲ့ skill ပါတဲ့ Hero တွေပဲရတာပါနောက်ပြီးဒီလို4စက္ကန့်တိုင်းမှာ enemy ကို basic attack ချတဲ့အခါဒါမှမဟုတ်basic attack နဲ့သဘောတရားချင်းတူတဲ့ skill တွေသုံးတဲ့အခါမှာကိုက hybrid defense တစ်တိုးပြီးတော့ရပါတယ်ဒီတော့ကိုက enemy ကိုလိုက်ပြီးထိအောင်ချနိုင်ရုံနဲ့ hybrid defense တိုးပြီးတော့ရမှာပါဒါပေမဲ့တန်တာဘက်ကို main maximum တွေမှာထဲဆော့မယ်ဆိုလို့ရှိရင်တော့ရှေ့ကပြောခဲ့တဲ့ passive effect တွေရဲ့90%ကိုပဲတက်ရောက်မှုရမှာပါအဓိကတော့တန်တာဘက်ကိုတန့်နေ fighter တွေမှာပဲထဲဆော့တာအကောင်းဆုံးပါတန်တာဘက်က9820ပဲကြာတာဖြစ်တဲ့အတွက်ကြောင့်မြန်မြန်ရနိုင်ပါတယ်အားလီမှာဖက်အသေးလေးတည်ပြီးတာနဲ့တန်တာဘက်ကိုဆက်သွားလို့ရပါတယ်ကဲဒါဆိုလို့ရှင်တော့တန်တာဘက်ထဲဆော့လို့ကောင်းမဲ့ hero တွေကိုကျွန်တော်ယူပေးပါမယ်fighter တွေထဲမှာဆိုလို့ရှိရင်တော့ဆန်ကို run ဆော့တဲ့ခါမှာတန်တာဘက်ထဲဆော့လို့ရပါတယ်ဂျန်ဂလာဆော့မယ်ဆိုလို့ရှင်တော့တန်တာဘက်ထဲဆော့လို့တော့ရတယ်ဒါပေမဲ့ damage item နဲ့ဆော့ရလို့ရှင်တော့ပိုကောင်းပါတယ်နောက်တစ်ကောင်ကကျတော့ air dot ကလည်းတန်တာဘက်ထဲဆော့လို့ရပါတယ်နောက်တစ်ကောင်ကကျတော့ဗဒန်ကတော့တန်တာဘက်နဲ့တော်တော်လေးလိုက်တယ်သူရဲ့ scale 1ကကျတော့ true damage လည်းရတယ် hybrid defense ရဖို့အတွက်လည်းတက်ရောက်မှုရှိရဖြစ်တဲ့အတွက်ကြောင့်ဗဒန်ကတော့တန်တာဘက်နဲ့တော်တော်လေးလိုက်ပါတယ်နောက်ထပ်တန်တာဘက်နဲ့လိုက်တဲ့ hero တစ်ကောင်ကကျတော့ Heda ကလည်းတန်တာဘက်နဲ့တော်တော်လေးကိုလိုက်ပါတယ် Heda ကိုတန်တာဘက်ထဲဆော့မယ်ဆိုလို့ရှိရင်တော့တော်တော်လေးကျန်းပါတယ်နောက်ထပ်တစ်ကောင်ကကျတော့ Kylie ကလည်းတန်တာဘက်နဲ့လိုက်ပါတယ်နောက်ထပ်တစ်ကောင်ကကျတော့ခါချာကိုလည်းတန်တာဘက်ထဲဆော့လို့ရပါတယ်နောက်ထပ်တစ်ကောင်ကကျတော့ဂါချာကိုလည်းတန်တာဘက်ထဲဆော့လို့ရပါတယ်နောက်ထပ်တစ်ကောင်ကကျတော့ Phobius ကိုလည်းတန်တာဘက်ထဲဆော့လို့ရပါတယ်ကျွန်တော်တန်ထဲမှာဆိုလို့ရှိရင်တော့ Grow ကိုလည်းတန်တာဘက်ထဲဆော့လို့ရပါတယ်နောက်ထပ်တန်ထဲမှာဆိုလို့ရှိရင်တော့ Uranus ကိုလည်းတန်တာဘက်ထဲဆော့လို့ရတယ်Uranus ကတန်တာဘက်ထဲဆော့လို့ရှိရင်တော်တော်လေးကျန်းတယ်ဗျနောက်ထပ်တစ်ကောင်ကကျတော့ Cobra ကိုလည်းတန်တာဘက်ထဲဆော့လို့ရတယ်နောက်ထပ်တန်နှစ်ကောင်ကကျတော့ Hera နဲ့ Garugacha နဲ့ Garugacha ကကျတော့ fighter ထဲမှာပါပြီးသွားပြီဆိုတော့ကဲကျွန်တော်ရဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပဲเนาะကျွန်တော်တို့ရဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့မယ်